ဘိဓမ္မာပိဋကကြတိတ်ပြီးတော့လေးနဲ့လုံးအားကြီးတယ်တဲ့တာမန်ပုဂ္ဂိုလ်တွေနားမလည်နိုင်ဘူးလေဗျာဗုဒ္ဓမြတ်စွာကိုတော်တိုင်းတောင်းမှအဲ့ဒီခေတ်အခါတုန်းကလူသားတွေကိုဟောခဲ့တာမဟုတ်ဘူးနတ်ပြည်တက်ပြီးတော့ဗါလဲနတ်သားတွေကိုဟောခဲ့တာတိတ်ပြီးတော့တိမ်မွေလုံးနူးညံ့လုံးတို့ခဏအချိန်ဗမာနိုင်ငံမှာလဲရွတ်နေကြတယ်ညာလုံးပေါက်တဲ့9ရက်9လီတဲ့ပဋ္ဌာန်းတရားတော်တွေဘသူတွေနားလဲဘသူမှနားမလဲဘူးဘုန်းကြီးယဟန်တွေလဲဘုန်းကြီးတိုင်းနားမလဲဘူးကြားနေတာပဲဟေတုပစ္စယောဟေတုယာနဝအာရမဏီတီနိနဲ့ကြားနေရတာသိပြီးတော့တိမ်မွေနူးညံ့လုံးတဲ့တရားတော်တွေမှတ်ထားကြပေါ့ဗျာအဘိဓမ္မာ9ကျမ်းရှိတယ်တဲ့ရှေ့6ကျမ်းကိုဗုဒ္ဓမြတ်စွာဟောတဲ့အချိန်မှာခန္ဓာကိုယ်ကအယောင်လင်းနေမထွက်သေးဘူးနောက်ပိတ်ဆုံးပဋ္ဌာန်းကျမ်းမြတ်ကြီးကိုရွတ်ဖတ်တဲ့ချိန်ဟောတဲ့ချိန်ကျမှခန္ဓာကိုယ်ကနေအယောင်လင်းနေထွက်တာဆိုလိုတာကတော့ပြောရမယ်ခေတ်စကားနဲ့ပြောမယ်ဆိုရင်မိမိကြည်ကြည်ပြုံပြုံနဲ့ရနေတဲ့စာကိုရွတ်ခိုင်းရင်ဘယ်ချိန်ရွတ်ခိုင်းထပြီးတော့အလွယ်တကူလေးနဲ့အာမဆက်ရပဲနဲ့ရွတ်နိုင်လောက်တဲ့ပုံကိုယ်တယောက်ကဆိုကြပါစို့တန်ဃာတော်ရှင်မြတ်တွေတာရေးနာရေးဆွန်စားကွန်စားရှိတယ်မေတ္တာတုတ်ပြေလေးရွတ်ပေးပါဘုရားဆိုဘယ်ဖုန်းကြီးမှအာကျုံမှန်တဲ့နဲ့နော်ဟိုလေပင်ကြောတွေထောင်းနေအောင်မျက်လုံးတွေနော်မှိတ်နေအောင်မျက်နှာအမူအရာတွေပြက်နေအောင်ဆိုကြပါစို့လူတယောက်ကလေကိုမရသေးတဲ့စာကိုမရသေးတဲ့အကြောင်းအရာတစ်ခုကိုပြောရမယ်ရွတ်ရတော့မယ်စဉ်းစားရတော့မယ်ဆိုမျက်နှာအမူအရာတွေကအကုန်လုံးမဲ့ရွယ်ကုန်တာပဲနော်ကိုယ့်အကိုပြန်ကြည့်မယုံရင်နော်တကယ်အားဆိုင်တဲ့ပြီးရွတ်ရတာကိုမျက်ခုံးတွေလည်းပဲလှုပ်နော်မျက်နှာတွေလည်းပဲအကုန်ရွတ်ပြီးတော့အဲ့လိုဖြစ်ကုန်တာတန်ဃာတော်ရှင်မြတ်တွေမေတ္တာတုတ်ပြီးရွတ်ရင်တဘာမှအဲ့လိုမဖြစ်ဘူးဘာဖြစ်လို့လဲမေတ္တာတုတ်ဆိုတာကျင်းပြောနေတာကိုအချိန်ပြည့်ဘယ်ချိန်ထမမရွတ်တာကိုကမရတော့မှရတဲ့ပုဂ္ဂိုလ်တော့ပါသွားတာပဲကိုကစဉ်းစားတာပဲတောင်စဉ်းစားမြောက်စဉ်းစားဘေးကရွတ်သွားပုဂ္ဂိုလ်တော့ပါသွားတာပဲဆိုတာတော့အားဆိုင်เสียမလိုဘူးမေတ္တာတုတ်လို့ဟာမျိုးဟုတ်တယ်မလားတန်ဃာတော်ရှင်မြတ်များဗျာအိမ်မှာခဏဂိလာနာပုဂ္ဂိုလ်နေမကောင်းလို့အဖေကနေမကောင်းလို့အမေကနေမကောင်းလို့ဘိုးစဉ်ကတုတ်လေးများရွတ်ပေးပါဦးဖျားဆိုတန်ဃာတော်တွေကနည်းနည်းအားဆိုင်ရပြီပေါ့နော်ဟောဒီထိုင်းနိုင်ငံမှာကြားဘူးတယ်နော်ရဲတယ်တွေပါဆိုတီတော်ကုတ်တာတုတ်တန်းဆိုတာရွတ်လေးရှိတယ်လို့ကြားဘူးတယ်ထိုင်းဘုန်းကြီးတွေတောင်လူတိုင်းမရဘူးပုဂ္ဂိုလ်တိုင်းမရဘူးအဲ့တုတ်တန်းကိုမရဘူးဗမာဘုန်းကြီးတွေဆိုရင်တော့ကြားဘူးတဲ့ပုဂ္ဂိုလ်တော်ခန့်နေရဲ့အဲ့တုတ်တန်းကိုနော်သူကပရိကြီးဆက်တဲ့တုတ်လဲမပါပဲဟုတ်ပြသူကနော်အဲ့ဒါလို့နာရေးရှိတဲ့ချိန်မှာရွတ်ရတဲ့တုတ်တန်းလို့ကြားဘူးတာပဲနော်ဆိုလိုတာကတော့မိမိကြေးနေတဲ့စာကိုရွတ်တဲ့အခါမှာဘာမှအားဆိုင်စရာမလိုဘူးအခုဗုဒ္ဓမြတ်စွာမှာလည်းဉာဏ်တော်ကိုတော့လေးစားရပါတယ်သို့တော့အဲ့လိုပုံစံမျိုးပဲရှေ့ကြောက်6ကျမ်းမှာရွတ်တဲ့ချိန်မှာဗုဒ္ဓမြတ်စွာကဘာမှအားမဆက်ရတော့တာမန်လေးပဲရွတ်သွားတော့ခန္ဓာကိုယ်ကအလင်းရောင်မပေါ်ဘူးပဋ္ဌာန်းကျမ်းမြတ်ကိုရွတ်တဲ့ချိန်ကျတော့အင်မတန်မှသူကအမှားယွင်းမရှိအောင်သဘောမျိုးနဲ့အားဆိုင်ပြီးတော့ရွတ်ရတော့ဒါခန္ဓာကိုယ်ကနေဉာဏ်တော်တွေကကွန်မြူးတဲ့ပြီးတော့အယောင်တွေထွက်တာလေဗျာအယောင်တွေထွက်တာနော်တလန်မြလောက်တော့ခန္ဓာကိုယ်တွေကနေပြီးတော့ရောင်ကြီးတော်6တွေလွတ်တာအဲ့ဒီပဋ္ဌာန်းကျမ်းမြတ်ကိုရွတ်တဲ့ချိန်ကျမှဟောတဲ့ချိန်ကျမှလွတ်တာနော်ရောင်ကြီးတော်တွေလွတ်တာဒါကြောင့်မို့ဘလောက်တောင်မှခဲရင်နေဆိုတာတာမန်ပုဂ္ဂိုလ်တွေနားမလည်နိုင်ဘူး